ကျမတကားဖွင့်ပြီးအခန်းထဲဝင်လိုက်တဲ့အချိန်မှာရောက်ခမကကျမရဲ့အလှကုန်တွေကိုခိုးလိမ့်နေတာကိုမှတ်မထင်တွေ့လိုက်ရတယ်။သူကကျမကိုမြင်ချင်းပဲပါးတစ်ချက်ပြန်ရိုက်လိုက်တယ်။ကျမအသစ်ဆက်ဖောက်ထားတဲ့အလှကုန်တွေက3 ရက်အတွင်းမှာတင်ကုန်တလောက်ဖြစ်သွားခဲ့ရတယ်။သူကဖုန်းထဲကနေကျမကိုပစ္စည်းဖြုံးတီးတဲ့သူလက်ဖွာတဲ့သူလို့ဆဲဆိုနေခဲ့တာဒါနဲ့ကျမလည်းအခန်းထဲမှာကင်မရာတက်ပြီးအရာအလုံးကိုမှတ်တမ်းတင်ထားလိုက်တယ်။သူကညတိုင်းကျမအခန်းထဲကိုခိုးဝင်ပြီးကျမရဲ့မျက်နှာလိမ့်ခရင်တွေမျက်ဝန်းလိမ့်ခရင်တွေကိုသူ့မျက်နှာပေါ်မှာအတင်းအာရမလိမ့်ကျန်နေခဲ့တာလိမ့်နေရင်းနဲ့လည်းအမျိုးတွေစီဖုန်းဆက်ပြီးကျမကချွေတာရမှန်းမသိဘူးသူ့သားရဲ့ပတ်စံတွေကိုဖြုံတီးနေတယ်လို့အတင်းပြောနေခဲ့သေးတယ်ကျမကသူ့ကိုမျက်နှာချင်းဆိုင်ပြီးပြောတဲ့အခါမှာတော့သူကမြေကြီးပေါ်မှာလူးလိမ့်ပြီးကျမကသူ့ကိုတခိုးလိုဆက်ဆံနေစိတ်ပုတ်တယ်လူကြီးအပေါ်မယိုသေးဘူးဆိုပြီးအော်ဟစ်ဆဲဆိုတော့တာပဲအမျိုးသားအိမ်ပြန်ရောက်လာတဲ့အခါမှာလဲသူကကျမကိုနှိပ်စက်ပါတယ်ဆိုပြီးငိုယိုပြတာကြောင့်ကျမညာရင်းချင်းပဲအိတ်ခမ်းထဲကနေနှင်ထုတ်ခံလိုက်ရတယ်ကျမလည်းဆက်ပြီးစကားမများတော့ပဲအလှကုန်တွေအားလုံးကိုလုံခြုံတဲ့တစ်တာထဲထည့်သိမ်းပြီးအိတ်ခမ်းတကားကိုလည်းလျှို့ဝှက်နံပါတ်နဲ့တောက်ခတ်လိုက်တယ်အဲ့ဒီအခါမှာရောက်ခမကတကယ်ကိုဒေါသပေါက်ကွဲပြီးအိမ်ကပကံခွဲရောက်တွေကိုရိုက်ခွဲတာရက်ွက်ထဲလျှောက်သွားပြီးကျမကလူကြီးတွေကိုနှိပ်စက်တယ်လို့လူတိုင်းကိုလိုက်ပြောတာတွေလုပ်တော့တာပဲကျမအောင်အေးသေးခံနေခဲ့ပေမဲ့10 ရက်လောက်လဲကြာရောသူ့မျက်နှာတစ်ခုလုံးညဉ့်ညမ်းပြီးရောင်ကိုင်းလာတာအနီးဆက်တွေထွက်လာတာတွေဖြစ်လာတယ်သူကရားလို့ကုတ်လေလေးမျက်နှာကပိုပြီးပျက်စီးလေလေးပဲကျမကသူ့ကိုလှောင်ပြောင်မနေတော့ပဲဆေးရုံကိုပဲလိုက်ပို့ပေးခဲ့ပါတယ်ဆရာဝန်ကပြောတာကတော့သူကပြင်းထန်တဲ့အလှကုန်တွေကိုရှောက်သုံးမိလို့အရေပြားရဲ့အကာအကွယ်လွှာ skin barrier ကိုဆိုးဆိုးရွားရွားပျက်စီးသွားစေတာပဲတဲ့ဒီအတိုင်းသာဆက်ဖြစ်နေရင်အမာရွတ်တွေအပြီးတိုင်းကျန်သွားနိုင်တယ်လို့လဲဆိုတဲ့အဲ့ဒီတော့မှပဲကျမသုံးတဲ့အလှကုန်တွေကတာမန်အလှကုန်တွေမဟုတ်ပဲဈေးဘက်ဆိုင်ရာအသားအရည်ပြုပြင်ထိန်းသိမ်းပေးတဲ့မျိုးစားတွေဆိုတာသူသိသွားတော့တယ်အိမ်ပြန်ရောက်ပြီး2 ရက်လောက်တော့သူငြိမ်နေသေးတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့သူကပြဿနာပြန်ရှာလာပြန်ရောကျမရဲ့အဝတ်ဘီရိုကိုခိုးဖွင့်ပြီးကျမအစ်စ်ဝယ်ထားတဲ့အဝတ်စားတွေကိုထုတ်ပိုးပြီးတော့သူ့သမီးကျမရဲ့ရောက်မှစီပေးဖို့လုပ်နေတာကျမမှာအဝတ်စားတွေများလွန်းလို့နေရာယူတယ်လို့လဲသူကအကြောင်းပြချက်ပေးသေးတယ်ကျမကကင်မရာတွေကတက်တွေတွေကိုထုတ်ပြတော့လဲသူကဇွန်ညင်းနေတော့ပဲအိမ်ထဲကပစ္စည်းဆိုရင်သူကြိုက်တဲ့သူကိုပေးပိုင်ခွင့်ရှိတယ်လို့လဲဆိုတယ်ဒီတစ်ခါတော့အမျိုးသားကသူ့ဘက်ကနေလုံးဝမပါတော့ပဲသူ့ရှေ့တင်မဲ့အဝတ်စားတွေကိုပြန်ပေးဖို့တောင်းဆိုလိုက်တယ်။ဒါတွေကကျမရဲ့ကိုယ်ပိုင်ပစ္စည်းတွေဖြစ်လို့သူစီမံပိုင်ခွင့်မရှိဘူးလို့လည်းပြောလိုက်တယ်။ရောက်ခမကတော့စွန့်သွားတာပဲသူပြုစုပြောထောင်လာတဲ့သားဖြစ်သူကပထမဆုံးအကြိမ်ကျမဘက်ကနေရက်တီပေးလိုက်တာကိုဒါကိုသူကမကျေနပ်နိုင်ပဲကျမကိုအလျှော့ပေးလာအောင်ဆိုပြီးအစာငတ်ခံဆန္ဒပြတော့တာပဲတမင်တကာအားနေသွားအောင်လုပ်ပြီးကျမကိုဖိအားပေးချင်တာကျမကတော့သူ့ကိုပြုစုဖို့အတွက်လူနာဆောင်တယောက်ငှားပေးထားခဲ့ပြီးထုံးစံအတိုင်းပဲအလုပ်သွားခဲ့တယ်ဘလို့မှအလျှော့မပေးခဲ့ဘူး3 ရက်မြောက်နေ့မှာတော့လူနာဆောင်စီကနေဖုန်းလာတယ်သူတတိလစ်သွားလို့ဆေးရုံပို့လိုက်ရပြီတဲ့ဆရာဝန်ကသူ့နောက်ကိုပြောပြတာကတော့အလှကုန်ပစ္စည်းတွေကိုရောနှောပြီးခိုးသုံးခဲ့တာကြာလာတဲ့အတွက်ကြောင့်ဟော်မုန်းစနစ်မမျှတတာတွေဖြစ်လာပြီးအစာငတ်ခံဆန္ဒပြတာနဲ့ပေါင်းလိုက်တဲ့အခါမှာနောက်ဆက်တွဲဝေဒနာတွေခံစားရတာဖြစ်တယ်လို့ဆိုပါတယ်ရောက်မဖြစ်သူရောက်လာတဲ့အခါမှာတော့ရောက်ခမရဲ့ဖုန်းထဲကစာရိုတွေကိုဓာတ်ရိုက်ထုတ်ပြလိုက်တယ်သူကကျမရဲ့ငရွယ်နှုတ်ပြမှုနဲ့အသားရည်ကောင်းမွန်မှုကိုတကယ်ပဲမနာလိုဖြစ်နေခဲ့တာသူကျမပစ္စည်းတွေကိုခိုးသုံးတာကလည်းကျမထက်ပိုလာခြင်းလို့ပါကျမကိုပစ္စည်းဖြုံတီးသူလို့ဆဲဆိုနေတာကလည်းသူကျမကိုအားကြနေတာကိုတခြားသူတွေသိသွားမှစိုးရိမ်လို့ပဲဖြစ်ပါတယ်အမှန်တရားတွေအားလုံးပေါ်ပေါက်လာတဲ့အခါမှာတော့ရောက်ခမဟာရှက်ရွံ့စွာနဲ့ခေါင်းငုံသွားပြီးကျမကိုကိုယ်တိုင်ကိုကြတောင်းပန်ခဲ့ပါတယ်စစ်မှန်တဲ့စေတနာဆိုတာကိုယ့်ပေါ်တန်ဖိုးထားသူကိုပဲပေးတင်ပြီးတီးခံမှုဆိုတာကိုလည်းအကောင်းဆုံးခွဲခြားသိတတ်သူကိုပဲပေးတင်တာမျိုးပါ